အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်မဆိုးတွေမှတ်ရင်ယူရမယ့်ဂါရာဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘဟုတုတရပွဲတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါရရှင်နနမိုးသားအလင်းရောက်လို့ကိုယ်စိတ်ထဲမှာအိမ်မကောင်းတာမှတ်ပြီးဆိုလို့ရှိရင်ဘာလို့မလဲတဲ့ဗုဒ္ဓဘာသာအစစ်ကကိုလုတ်တဲ့ကံကိုတန်ထဲမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံတရားနှုတ်ကထုတ်ပြောတဲ့ကံတရားကိုထိလက်ရောက်လုပ်တဲ့ကံတရားအဲ့ဒီကံတရားကိုသာလက်ကင်ယုံကြည်ဖို့လိုအပ်ပါတယ်တဲ့အပေါ်ယံအပြောဆိုလေးတွေနဲ့မင်္ဂလာရှိတယ်မင်္ဂလာမရှိဘူးဆိုတာဟာမျိုးတွေကမယုံကြည်ရဘူးလို့ဒါကြောင့်မလို့အဲ့ဒီမင်္ဂလာမရှိဘူးလို့ထင်တဲ့ကိစ္စတွေလောကမှာဖြစ်ပေါ်လာလို့ရှိရင်အဲ့ဒါတွေပုတ်ပြတ်သွားအောင်မှန်ကန်တဲ့နည်းစနစ်နဲ့အခုပုတ်ပါနာသုံးပါညွှန်ကြားပြီးတော့ပြထားတာရှိရဲတဲ့နောက်တစ်ခါတည်းရမြန်မာလူမျိုးတွေဟာငှက်ကိုငှက်ဆိုးလို့တတ်မှတ်တာနားထဲမှာဆူဆူညံညံဆူဆူဝါအော်တဲ့ငှက်တွေငှက်ဆိုးအဲ့လိုငှက်ဆိုးတဲ့နေကြရင်လည်းပဲအတိတ်နဲ့မကောင်းဘူးလို့လူတွေကယူဆတယ်ဒါနဲ့တူးနဲ့တူးယူဆမှုကမတူကြဘူးတဲ့တချို့ငှက်တွေကသူ့အတူအော်ချင်းအော်လဲအော်တတ်တာပဲလေမြန်မာလူမျိုးတွေလာကြည့်အိမ်ပေါ်လက်ရနားတယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေတော်တော်ကြောက်ကြတယ်အိန္ဒိယနိုင်ငံသွားကြည့်တိုက်ပေါ်မှာလက်ရကြီးတွေနားလဲဘာမှခ ्यू မဆိုင်ဘူးတဲ့ကလပ်ဘီသွားကြည့်ရင်တိုက်ပေါ်မှာလက်ရတွေနားနေကြတယ်မြန်မာလူမျိုးတွေကယူဆသေးတယ်ဖွတ်တက်ရင်မွဲတက်တယ်တဲ့ဖုန်ကြီးတို့တီဟိုနေတော့ကဖုန်ကြီးတို့နေတဲ့အဲ့ဒီအိမ်မှာဝါရင်းကမ္မထမ်းပြဖို့သွားနေတဲ့အချိန်ဖိုကြီးတကောင်ကညညဆိုအမိုးပေါ်တက်အိတ်တယ်အမြဲတမ်းပဲနက်နက်ကြရင်အဲ့ဒီဘောကဆင်းလာတယ်လူလည်းမကြောက်ဘူးတဲ့ဘသူကမှလည်းသူ့ကိုအန်ရမပေးဘူးဖွတ်တက်လို့မွဲတယ်ဆိုရင်အဲ့ဒီအိမ်မွဲမှာပေါ့တဲ့မမွဲဘူးချမ်းသာလိုက်တာမှလူနေရောပဲတဲ့သူတို့စီမှာဖွတ်တက်လို့မွဲတယ်ဆိုတဲ့အယူဆလည်းမရှိဘူးလက်ရနာလို့ဒုက္ခရောက်တယ်ဆိုတဲ့အယူဆလည်းမရှိဘူးဒါတွေကအယူဆနဲ့ပတ်သက်ပြီးမှန်ကန်မှုမရှိဘူးဆွဲလန်းလို့ရင်စိတ်ဆွဲရင်ဥပါဒံဖြစ်တာပဲရှိတယ်တဲ့အဲ့လိုဥပါဒံဖြစ်လာလို့ရှိရင်ပျောက်ကင်းမှုဆိုတဲ့ဟာတခုကမှန်ကန်တဲ့နိဒန်းတစ်ခုကိုဒီမှာပြထားတာရှိတယ်အားလုံးဒီကာတာကိုလည်းကြားဘူးကြတယ်တဲ့နာဘူးကြတယ်တန်ဃာတွေရွတ်တာလည်းကြားဘူးကြလိမ့်မယ်တဲ့အဲ့ဒီအဓိပ္ပာယ်ကိုမှတ်သားကြဖို့ပေါ့တဲ့နနမိုးသားအလင်းရောက်လို့ကိုယ်စိတ်ထဲမှာအိမ်မကောင်းတာမှတ်ပြီးဆိုလို့ရှိရင်ဘာလုပ်မလဲဖះကိုရှိခိုးအာယုံပြူပြီးတဲ့အခါမှာရန်တုံနိမိတ်တံအဝမင်္ဂလာစယောစာမနောပောတကုဏတတတော်ပပကောဟောဒုတ်တုတ်ပိနံအာကန္တံဗုဒ္ဓ ानु ဘဝိနဝိနာတမန္တုတရားကိုအာယုံပြတဲ့အခါမှာဓမ္မ ानु ဘဝိနဝိနာတမန္တုတန်ဃာကိုအာယုံပြုပြီးတော့တန်ဃာ ानु ဘဝိနဝိနာတမန္တုဆိုတဲ့ဟောဒီကာတာလေးကိုရွတ်ဖတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်သွားတယ်ဘယ်လိုလုပ်ပြီးတော့ခြေပြောက်တာတုံးဆိုရင်နှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရာတရားတန်ဃာကိုအာယုံပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးတော့ရှင်တဲ့နှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့ပျောက်တာကိုဆိုလိုတာပါတဲ့ဒါကြောင့်ဒုံနိမိတ်တန်ဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလာစမင်္ဂလာမရှိတဲ့အရာတွေရောစာမနောပေါ်တကုဏတတတော်9000ရတာမိနစ်တက်စရာကောင်းတဲ့ငှက်ဆိုးရဲ့အတန်တွေပပကဟောမကောင်းတဲ့ဂျိုစည်းစာတာကံကြမ္မာတွေဒုတ်တုတ်ပိနံအကန်တံမိနစ်တက်စရာမကောင်းတဲ့အိမ်မဆိုးတွေအဲ့ဒီလူတွေရဲ့စိတ်ထဲမှာမတက်နဲ့မကောင်းမှုဆိုတဲ့ဟာတွေအားလုံးဟာမြတ်စွာဘုရားကိုအာရုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အားလုံးခြေပြောက်သွားပါစေလို့ဒီလိုဆိုလိုတာပါတဲ့အဲ့ဒီလိုဘုရားကိုအာရုံပြုလိုက်လို့ရတဲ့ကုသိုလ်ဟာဗုဒ္ဓတပူဇိနံမဟာတေဇောဝနောဆိုတဲ့အတိုင်းစွမ်းအားတတ္တိတွေပြည့်နေတယ်ဖះကိုအာယုံပြုကြည့်အာယုံပြုလိုက်လို့စိတ်ထဲမှာဖះကုံတော်တွေနဲ့ကြည်နူးလာပြီးဆိုရင်အဲ့ဒီကုသိုလ်ဟာအခုပြောတယ်မကောင်းတဲ့အရာတွေကိုလိုမရှိတဲ့အရာတွေကိုယ်တန်တယ်မှာမဖြစ်အောင်ကာကွယ်စောင့်ရှောက်ပြီးသားဖြစ်ပါတယ်တဲ့မှန်ကန်တဲ့နီးလန်းနဲ့ပြောပြတာပါတဲ့အဲ့ဒီတိုင်းလို့ရင်ရေရရာခြေပြီးသားဖြစ်ပါတယ်အဲ့ဒီရေရရာခြေရဲ့ရေရရာခြေနေတဲ့လူတွေကအများသောအားဖြင့်ဘေးဒင်ဆရာရှိသွားပြီးတော့ရေရရာခြေရတယ်ရေရရာခြေရဲ့လုပ်ငန်းကဗမာလူမျိုးတွေသာလုပ်တာမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းရှိပါတယ်တဲ့ကိုယုံကြည်ရာကိုလုပ်ကြတယ်ဥပမာဆိုပါတော့တဲ့စားနေအောင်စပွဲမှာထိုင်နေရင်စားဘူးလေးဒီဘက်ပေးစက်မှာလို့တစ်ဖက်ကလမ်းတောင်းတယ်အဲ့ဒီလမ်းတောင်းလို့တစ်ဖက်ကပေးလိုက်တဲ့အခါမှာစားလေးဖိတ်သွားလို့ရှိရင်ဒါဟာကံမကောင်းမှုလို့ယူဆတယ်အဲ့ဒါကိုဘလို့ရေရချေရတော့ဆိုတော့စားလေးကိုအနှဲငယ်ယူပြီးပခုံးကိုကြော်ပြီးတော့ဟိုဘက်ကိုပတ်လိုက်ရရဲ့တဲ့အဲ့ဒီလိုပတ်လို့ရှိရင်ရေရချေတယ်တဘာဝကြမကြကိုဟာကိုစဉ်းစားကြည့်တဲ့စားလေးဖိတ်တဲ့အပြင်နောက်ထပ်ပြန်ပြီးစားပတ်တော့စားကုံယုံပဲရှိတာပေါ့တဲ့အခုဟာကအဲ့ဒါမျိုးမဟုတ်ပါဘူးဖះကိုအာယုံပြုတ်လိုက်တယ်ဖះရှိခိုးလိုက်တယ်ဖះရှိခိုးလိုက်ရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်ကုသိုလ်တွေရတယ်အဲ့ဒီရတဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့မကြည်မလင်ဖြစ်နေတဲ့စိတ်တွေအိမ်မက်ဆိုးတွေကံမကောင်းမှုလို့ဂျိုမကောင်းမှုလို့ဆိုတာတွေပပျောက်မသွားပေဘူးလားပပျောက်သွားနိုင်ပါတယ်လို့ရေးသားထားပါတယ်ရှင်ပါမောက္ခကြောက်စရာတော်ဘုရားကြီးရဲ့ကောင်းနှုတ်ချက်လေးများလို့လည်းသိရပါတယ်ရှင်။မူရေးသားသူကိုလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။